She Talks Podcast လေးကနေပြန်လည်ကြိုဆိုလိုက်ပါရစေ။ကျွန်မက Sandy စိန်သိန်းပါမင်္ဂလာပါနိုးနဲ့ပေါ့နော်စနေစကားပြောဖို့စီစဉ်ရတာကစင်တို့အမြဲတမ်းစကားတွေပြောဖြစ်တယ်မလားဒီတိုင်းပဲပုံမှန်ဖုန်းတွေပါပြောဖြစ်တယ်ပေါ့နော်ဒါပေမဲ့စင်တို့တခါတလေကျရင်စင်တို့ပြောလိုက်တဲ့စကားတွေကိုစနေစိတ်ထဲမှာပြောပြီးသွားတဲ့အချိန်ကြလို့ရှင်အော်တရားလေးပေါ့နော်ငါသူများတွေကိုလည်း share ချင်လိုက်တာဆိုရဲဟာမျိုးဖြစ်တယ်ပေါ့နော်နားထောင်တဲ့ listener တွေအတွက်ကျွန်မကြားထဲမှာအရင်ပြောချင်တာက no လို့ခေါ်တဲ့ခင်ဗျနိုးကျွန်မတကယ်ချင်းကကျွန်မလွန်ခဲ့တော့10နှစ်ကျော်လောက်ကစပြီးတော့မိတ်ဆွေဖြစ်ခဲ့တယ်ပေါ့နော်ဘယ်မှာဖြစ်ခဲ့လဲဆိုလို့ရှိရင်ကျွန်မဒီ idea box လို့ခေါ်တဲ့ incubation lab ပေါ့နော် startup ဒီ community ကို ecosystem တစ်ခုလုံးကို funding တစ်ခုကပေးပြီးတော့ကျမတို့ပြုစုပြောထောင်ကြရပေါ့ကွယ်အဲ့ကခေါ်တဲ့အခေါ်ရဆိုလို့ရှိရင်အဲ့တော့2000နဲ့မှာ14မြန်မာပြည်မှာပေါ့နော်ကျွန်မစင်ကာပူကပြန်လာပြီးတော့အဲ့ဒီ company ကို join တဲ့အချိန်မှာ no ကိုကျွန်မကကုမ္ပဏီတစ်ခုရဲ့ co-founder တယောက်အနေနဲ့ကျွန်မခင်ခဲ့တယ်ပေါ့နော်။ဟိုစသည်တုန်းကဆိုလို့ရှိရင်တော်တော်ငယ်သေးရပေါ့နော်။တော်တော်ငယ်သေးဆိုတော့ကျွန်မတို့အားလုံး2ယောက်စလုံးငယ်ပါတယ်။ဒါပေမဲ့တော့ကျွန်မတလေးနှစ်တောင်ငယ်တယ်ဆိုတော့အဲ့ဒီကနေစပြီးတော့ပေါ့နော်ကျွန်မတို့ click ဖြစ်တယ်လို့ပြောလို့တော့ရတယ်။ click ဖြစ်ပြီးတော့မိတ်ဆွေတွေဖြစ်လာတယ်မိတ်ဆွေဖြစ်လာတဲ့အပြင်ဟိုဘယ်လိုတောင်ဖြစ်လာလဲဆိုလို့ရှိရင်ရဲဘော်ရဲဘက်လို့ဖြစ်လာလို့တောင်ပြောလို့ရတယ်ပေါ့နော်။ဘာလို့ဆိုကျွန်မတို့တွေကဒီ Key Girls မြန်မာ Foundation မှာအတူတကွာဖြတ်တန်းလာခဲ့တဲ့ experience တွေလည်းအများကြီးပေါ့နော်ဆိုးတဲ့အချိန်တွေလည်းအများကြီးရှိလို့နှစ်ယောက်စလုံးပွဲခံကြတဲ့အချိန်တွေလည်းရှိရပေါ့နော်အဲ့တော့ဒီနေ့ကျွန်မကသူ့ကို guest room ရဲ့ speaker အနေနဲ့ဖိတ်ခေါ်ထားပါတယ်အဲ့အတွက်နှိုးကိုလည်းကျေးဇူးတင်ပါတယ်လက်ခံစကားပြောပေးရတဲ့အတွက်ဖိတ်ပေးလို့လည်းကျေးဇူးများတင်ပါတယ်အဲ့တော့ဒီနေ့လေကျွန်မရှင်နဲ့ပြောချင်တဲ့ဟာဘာလဲဆိုတော့ identity အကြောင်းပြောချင်တာပေါ့နော်အဲ့တော့ခုနကကျွန်မအရှိ intro ပြောရတာဘာဖြစ်လို့လဲဆိုလို့ရှိရင်ကျမတို့ကတယောက်နဲ့တယောက်ကိုတိထားခဲ့ကြရပေါ့နော်အရင်တုန်းကဘယ်သူလဲဘယ်ဝါလဲဆိုတာတိထားခဲ့ကြရပေါ့နော်ကျမရဲ့ခက်ခဲတဲ့အချိန်တွေမှာလည်းရှင်ရှိခဲ့တယ်ပေါ့နော်2021လောက်ကစပြီးကျမတို့အချိန်တွေပြောင်းလဲသွားရပေါ့နော်အဲ့ဒီအချိန်မှာကျမတို့ရဲ့ identity ကအရင်တုန်းကနဲ့မတူတဲ့ပုံစံတစ်ခုမျိုးဖြစ်လာတယ်အဲ့ဒါကို no ဘလို့ထင်လဲ no ကိုယ်တိုင်ကရောလက်ခံလားအဲ့ဒါနဲ့ပတ်သက်ပြီး no ရဲ့ laws ဖြတ်တန်းနေရတဲ့ဟာလေးတစ်ချက်စနေကို share ပေးမလား identity နဲ့ပတ်သက်လို့ရှိရင်ကျွန်မတော့ကကြတော့လုံးဝ change ဖြစ်သွားလို့ပြောလို့ရတယ်ပေါ့နော်အဲ့2021နောက်ပိုင်းပေါ့အဲ့မှာမှဟို identity change သွားတဲ့အကြောင်းရင်းတွေအများကြီးရှိရပေါ့နော်အဲ့မှာအဓိက main ကနှစ်ချက်ရှိတယ်တစ်ချက်ကတော့ဒီ2021ဖြစ်သွားတဲ့အကြောင်းကိစ္စတွေရယ်နောက်တစ်ခုကကျတော့ကျွန်မအမေဖြစ်သွားတယ်ပေါ့နော်အဲ့ဒီအကြောင်းနှစ်ချက်ကြောင့်ကျွန်မ identity ကအရင်တော့ရှိခဲ့တဲ့ပုံစံနဲ့အခုဖြစ်နေတဲ့ပုံစံကလုံးဝ totally change ဖြစ်သွားလို့ပြောလို့ရတယ်ဗမာပိုတိတာလဲဆိုလို့ရှိရင်ဒီ Facebook က memory တက်လာပြီဆိုရင်အရန်တိတာတခါကျကိုလည်းမှတ်မိဘူးကိုတော့ပြန်မှတ်ပြီးတော့မှတ်မိသတိထားမိတာပြောလို့ရှိရင်လူတွေကတော့ပြောကြပါတော့ no တွေ့လို့ရှိရင်physically change သွားတယ်အရင်တော့တေးလေးအခုကတော့ဘလို့ဖြစ်တယ်စသဖြင့်ပေါ့နော်ဒါပေမဲ့physically ထက်စားလို့ရှိရင်အဲ့လို mentally ကအဲ့လိုတော်တော် change သွားတယ်လို့ကိုဟိုမြင်မိရကွာအဲ့ဒါကိုစိတ်ကိုကြည်နပ်မှုရှိရလားခုနတို့ပြောတဲ့အချက်နှစ်ချက်မှာပါပြီးသားကွာတစ်ချက်ကကြတော့တို့လက်ခံလို့မရတဲ့တို့ဘာမှမတက်နိုင်လိုက်ဘူးဆိုတဲ့အနေအထားတစ်ခုကြောင့်ပြောင်းသွားခဲ့ရတာရှိရယ်တချို့ဟာတွေကြတော့လေအမေဖြစ်သွားလို့သူ့အတူ automatically ပြောင်းသွားတဲ့အချက်တွေလည်းရှိရယ်ဒါပေမဲ့ပြောင်းသွားခြင်းပုံစံတွေကတော့မတူဘူးအရင်တော့ကျတော့တို့ကကုမ္ပဏီတစ်ခုရဲ့ co-founder တယောက်ဖြစ်တဲ့ CEO တယောက်ဖြစ်တယ်ဆိုတဲ့အခါကျတော့လှုပ်ရှားလုပ်တွေကအများများနေဘာဘဝမှာသိရမလားဟာနောက်နှစ်ကျရင်ဘာလုပ်မယ်ဆိုတာထက်အနေ့ပြန်ကျရင်ဘာလုပ်မယ်ဆိုတာအစကို့မှာ plan နဲ့ရှိနေတယ်ပြီးလို့ရှိရင်အကုန်လုံး circumstance တွေအကုန်လုံးကကိုယ့်ရဲ့ control အောက်မှာရှိနေတဲ့အနေအထားတစ်ခုပေါ့နော်နောက်လာကြရင်ငါခရီးသွားမယ်လို့ဆုံးဖြတ်ထားရဲဆိုလို့ရှိရင်အဲ့ဒီ plan အတိုင်းကိုခရီးသွားလို့ရခဲ့တဲ့အနေအထားတစ်ခုမှာရှိခဲ့တယ်ပေါ့နော်ပြီးလို့ရှိရင် financially ရဆိုလို့ရှိရင်လည်းငါကားလဲမယ်တို့ဘာလို့အဲ့လိုမျိုး plan တွေစီစဉ်လို့ရတယ်
ဒါတွေကသူ့အတူသွားနေဒါဟိုအလုံးနဲ့ပတ်သက်တာမပြောသေးဘူးเนาะကိုယ့်ရဲ့ daily personal life ကိုပဲပြောမယ်ဆိုရင်တော့အဲ့လိုမျိုးစီစဉ်လို့ရတဲ့အနေအထားတစ်ခုရှိရပါတော့2021နောက်ပိုင်းဖြစ်သွားတဲ့အခြေအနေကြတော့ဟိုမှာနိုးလဲအလုံးလုံးဖို့တော့တက်နိုင်ဆုံးတော့စူးစမ်းခဲ့တချို့ဟာတွေကကိုလှုပ်ချင်တဲ့တလောက်လှုပ်လို့မရတော့တဲ့အနေအထားရှိရအဲ့ဒါကိုအပြစ်လည်းမဟုတ်ဘူးတဲ့မလားကိုမလှုပ်တက်လို့လည်းမဟုတ်ဘူးကိုရည်ချင်းမရှိလို့လည်းမဟုတ်ဘူးကိုမစူးစမ်းလို့လည်းမဟုတ်ဘူးဒါပေမဲ့အဲ့အနေနေရာတစ်ခုကိုရောက်လို့ရှိရင်ဘယ်လိုပြောမလဲ internet က memes တစ်ခုလိုပဲကွာဘာမှလုပ်လို့မရတော့ဘူးကွာဘာမှလုပ်လို့မရတော့ဘူးကွာဆိုပြီးတော့ထိုင်လိုက်ရတဲ့အနေအထားတွေဖြစ်လာတဲ့အခါကျတော့အရန်နေပင်ပန်းခံအရန်နေအားစိုက်ထုတ်ပြီးတော့ဘာမှဖြစ်မလာမဲ့အတူတူဘာမှမလုပ်တော့ဘူးကွာဆိုတော့ mindset ကြီးကဝင်လာဆိုတော့အဲ့ဒါက2021မတိုင်ခင်တော့ခင်ဗျာနိုးနေဆိုလို့ရှိရင်it's totally different ဟုတ်တယ်အဲ့ဒီဟာကတော့မဖြစ်နိုင်တော့ဘူးပေါ့နော်ပြီးတော့ no ကိုယ်တိုင်လည်းတတိထားမိပါပါစနီရဲ့အခက်ခဲတဲ့အချိန်လေးဆို no မြင်ရတယ် witness ဖြစ်တယ်ဆိုတာမျိုးပေါ့နော်ဥပမာစနီနောက်ဆုံးဝင်ကြီးများရုံးကစနီရုံခန်းကိုထားခဲ့ရတယ်ပြီးတော့စနီထွက်ပြေးသွားတယ်ဒီနိုင်ငံရေးအခြေအနေကြောင့်ထွက်ပြေးသွားပြီးတော့အဲ့ရုံခန်းကိုသွားသိမ်းပေးခဲ့တာလေ no ကိုယ်တိုင်ဖြစ်တယ်ကွာသိလားဟုတ်တယ်အဲ့ဆိုတော့ you know me ကွာအဲ့ကလေးကနေအခုအဲ့နောက်ပိုင်းမှာအတူချုံးနေနေဆိုရင်စနီကနောက်ထပ် chapter တွေကိုသွားရသူဖြစ်တယ်ပေါ့နော်ဥမာ master ပြန်လုပ်တယ်အကြောင်းသူဖြစ်လာတယ်ပြီးတော့ဒီဘက်နိုင်ငံမှာလာပြီးအခြေချတဲ့ခါကျတော့ financially အရဆိုရင်စနီကအသက်30တုန်းကဆိုလို့ရှိရင်အသက်30ပြည့်တဲ့နှစ်တုန်းကပေါ့နော်ကိုကားဝယ်ပေးခဲ့တယ်ပေါ့နော်အဲ့ဒါကအခုနဲ့ဆိုရင်ဘာမှမဆိုင်တော့ဆိုင်အခုဆိုရင်ကားဝယ်စီးမယ်ဆိုရဲအိမ်မက်တောင်ကိုစီမှာမရှိတော့ဘူးဖြစ်သွားတယ်ပေါ့နော်ကျမတို့ရဲ့အသက်ကြီးလာလို့ရှင်ပို့ပြီးတော့မှ stable ဖြစ်လာမယ်ဆိုတာကျမတို့ခေါင်းထဲမှာအရင်တော့ရှိခဲ့မလားဒါပေမဲ့အခုလက်ရှိရဆိုငယ်တော့အောင်ပို့ပြီးတော့ stable ဖြစ်သွားပြီးတော့အခုကြီးလာတဲ့အချိန်မှာရောက်လာတဲ့ဘဝကနောက်တစ်မျိုးဖြစ်နေတာပေါ့နော် identity တစ်ခုဖြစ်နေဟိုရည်စရာအနေနဲ့ဇနီးတခုပြောပြအောင်ပဲအခုလက်ရှိဇနီးဒီကအခြေအနေကကျတော့ test ပေးရတဲ့ job full time job ဒီမှာမရှိဘူးဒီဘက်နိုင်ငံမှာရုံးသွားရတဲ့အလုပ်မရှိဘူးပေါ့နော်ဒါပေမဲ့ဇနီးကအဲ့လိုဟို PC လေးတွေလုပ်တယ်မလားဥမာဒီ podcast လုပ်တယ်တို့ပါညာကို interest ဖြစ်တဲ့ content creation တွေပါတယ်လုပ်တဲ့ခါကျတော့ဟိုစနေမှာလှုပ်ရှားလေးတွေရှိနေလို့ကိုတော့ထင်နေရပါတော့ဒါပေမဲ့တရက်မှာဘာဖြစ်လဲဆိုတော့ကျမရဲ့နောက်ထပ်တငယ်ချင်းရဲ့အဲ့လိုအဖွဲလိုက်ပေါ့ gathering ကမှစားတောက်နေတော့ကျမအဲ့လိုပဲရောက်ရမှာအပေါင်းတန်ရင်းနဲ့ပြောပြနေရပါတော့ဟိုဒီ YouTube မှာကျမအဲ့လို meditation လုပ်နေရ meditation YouTube က video တခု guided meditation အရန်ကောင်းတယ်ပေါ့နော်ဟိုကျမအရန်ကြိုက်တယ်ပေါ့ meditation ဖြစ်တဲ့အတွက်သူကမျက်စိမိတ်ထားပြီးပါညာပေါ့လုပ်ရတယ်ပေါ့နော်ဒါပေမဲ့အဲ့ဒါမကောင်းတာပါလဲဆိုတော့လို့ကျမလို့အဲ့ဒါလုပ်နေတဲ့အချိန်ကြလို့ရှင်လို့စက်ပြောင်မှုကြော်ညာတက်လာတယ်လို့ဒီတိုင်းကျကြော်ညာတက်လာတယ်ပေါ့ဒီတိုင်းမှကျမပြပြကျမမြင်နေကြော်ညာကျမတငယ်ချင်းကျမဘာပြောလဲဆိုတော့တဲ့ဒါတော့မှ तू ကတော့ကျမပေါ်မှာမင်းဖြစ်တဲ့တငယ်ချင်းမဟုတ်ဘူးပြီးတော့ကျမရဲ့တချို့ဟို down moment တွေ तू သိရဲကိုယ်လည်း तू ချစ်ခင်တဲ့တငယ်ချင်းတော့သူ့ပေမဲ့ तू H မှာ तू ဘာပြောလဲဆိုတော့အင်းလေးတဲ့ housewife လို့ထင်ပြီးတော့သူတို့ကဒီ housewife ဆိုလား housewife လို့ထင်ပြီးတော့သူတို့ကအဲ့ကြော်ညာကြီးတက်တာပေါ့တဲ့နေ့လေကြီးပေါ့နော် YouTube ကြည့်နေတော့တဲ့ပြီးတော့အဲ့လိုပြောချင်မှာကျမစိတ်ထဲမှာ trigger ဖြစ်သွားတယ်တင်လားကျမရဲ့အသက်အရရဲ့ကျမအလုံးမရှိနေလို့နေ့ခင် YouTube ကြည့်မိရရဲ့ကျမကို housewife လို့ YouTube ကပြောတာမဟုတ်ဘဲနဲ့ကျမတကယ်ချင်ကျမ project လုပ်လိုက်တာပေါ့နော်အဲ့ကကျမချင်မပတ်ကနေအိုးကျမ housewife မဟုတ်ပါဘူးပေါ့နော်ဘာလို့ဆိုအဲ့လိုမျိုး figure ကျမကမကြိုက်နေဘူးလေပြီးတော့ကျမကိုလည်းအဲ့လိုမခံယူထားဟုတ်တယ်မလားပြီးတော့ကျမကဘာပြန်ပြောလိုက်သေးလဲဆိုတော့ဟိုလို့ Revolut ကြော်ညာလဲဝင်တယ်လို့ Revolut ဆိုတာဒီကလူတွေသုံးတဲ့ finance app ပေါ့နော်ဟိုငွေလွှဲbanking app ပေါ့နော်အဲ့ကြော်ညာလဲဝင်တယ်လို့စက်ပြမို့ကြော်ညာပဲမဟုတ်ဘူးလို့ကျမလည်းချက်ချင်းအမြဲပြန်ပြောရခါကျတော့အမတော့မပြီးဘူးတော့ကျမဟုတ်တယ်လေတဲ့ immigrant ဆိုတော့ပတ်စံတွေပါပြန်လွှဲဖို့ပေါ့နော်အဲ့ကြော်ညာဝင်တယ်ဆိုတော့ကျမတော်တော်ကြောင်ကဘယ်တော့မှဘယ်သူမှ Revolut ကြီးနဲ့မြန်မာနိုင်ငံကိုပတ်စံပြန်မလွှဲသလို Revolut ဆိုတာဒီမှာဒီကအဖြူတွေလည်းတုံးတယ်ဟို crypto တွေပါဝယ်လို့ရတဲ့ app ပေါ့နော်အခါကျတော့သူကကိုယ့်ကိုမြင်နေတဲ့ identity ကအဲ့လိုဖြစ်သွားတာသိလားဘယ်လိုပြောမလဲကျမရဲ့
ကျမရဲ့ဒီမှာမာစတာပြီးထားတယ်ကျမလုပ်နေတဲ့ podcaster ပြီးရင်ကျမရဲ့အရှိတုန်းကဟာတွေမမြင်တော့မှအခုလောလောဆယ်မှာကျမမာစတာရုံးမှာပြီးထားတဲ့သူပြီးရင်တင်မလား content တွေလုပ်တယ်အလုပ်ကတော့ရှာနေတယ်အလုပ်မရသေးရတခုတည်းနဲ့ကျမတို့ तू ကအသက်အရွယ်ရရောအိမ်မာနေနေတာကဲ okay ရှင်ရောနေ့လေ YouTube မကြည့်လို့လားလူတိုင်းအားရင်နေ့လေ YouTube ကြည့်မှာပဲအဲ့ housewife ဖြစ်သွားစရာမလိုနေ့လေ YouTube ကြည့်ရတယ်ပေါ့နော်ဆိုတော့ကျမဒီကိစ္စမှာ sensitive ဖြစ်ကောင်းဖြစ်လိမ့်မယ်ဒါပေမဲ့အဲ့မှာကျမဘာလို့ trigger ဖြစ်သွားလဲဆိုတော့ငါရဲ့ identity ကအဲ့လိုဖြစ်နေတယ်တိလား higher self ကသူတို့မျက်စိထဲမှာမမြင်ဘူးပေါ့နော်အများရဲ့ကိုယ့်ပေါ်မှာမြင်တဲ့ identity ကိုစနေခံစားရတာပေါ့နော်ဘယ်လိုပြောလဲကိုယ့်ကို higher self ကိုမမြင်တဲ့ဟာပေါ့ နိုးကကြတော့လေဘလို့ဖြစ်လဲဆိုတော့ခုနမဆက်နေကြတော့တငယ်ချင်းစီကမြင်တာပေါ့နော်နိုးကကြတော့အဲ့လိုမဟုတ်ဘူးကိုယ့်ရဲ့ဟိုပါပေါ့အဖေတို့အဖေတို့ကပို့ပြီးတော့အဲ့လိုမျိုးမြင်တယ်ပေါ့နော်ဘာဖြစ်လို့လဲဆိုတော့ကျမကကြတော့ဘလို့ဖြစ်လဲဆိုတော့ကျမတို့နားမလည်နိုင်ဆုံးလူတွေကျမရဲ့ bond family กว่าသိလားသူတို့တွေကကျမဘာတွေလုပ်ခဲ့လဲဘာတွေဖြတ်တန်းခဲ့လဲဘာတွေဘလို့တောက်ပခဲ့လဲပေါ့နော်ဆိုအဲ့ဒါတွေတို့ကတိတ်မမြင်လိုက်ရဘူးဘာဖြစ်လို့မမြင်လိုက်ရဘူးလဲဆိုတော့ကျမဂျားထဲမှာ family နဲ့ problem မျိုးစုံဖြစ်ပြီးတော့တို့နဲ့မဆန်နေလို့တည်ပါတယ်အဲ့လိုမျိုးဂျားထဲမှာ connection နဲ့အရန်ပြတ်တဲ့ခါကျဆိုတော့တို့အဲ့ဒီဟာတွေကိုမမြင်လိုက်ရဆိုတော့တို့နဲ့ပြန်ပြီးတော့အဆင်ပြေတဲ့အချိန်ကျမသမီးမွေးပြီးတဲ့အချိန်မှဖြစ်တဲ့ခါကျတော့ after 2021 yeah အဲ့လိုအချိန်မှမြင်တာအဲ့အချိန်မှာကျတော့ကျမအလုပ်ဆိုလို့ရှိရင်လည်းကျမအရင်လုပ်နေတဲ့အလုပ်တွေကိုဖြတ်ချနေတဲ့အချိန်ကွာတပြေးပြေးနဲ့တည်မလားဟုတ်ကျမတို့အရင်ဆိုးရတဲ့ကာလကွာကိုယ်တိုင်တည်ထောင်တဲ့အချိန်ဟုတ်တယ်ကိုယ်တိုင်တည်ထောင်ခဲ့တဲ့ကုမ္ပဏီတခုကိုယ်တိုင်ထိုင်သက်နေရတာကွာအဲ့အချိန်မှာဟို client တွေကို client တွေကိုအချိန်တွေပေးပြီးတော့ဒီချိန်ဒီရောက်လို့ရှိရင်တော့ကျမတို့project တွေ terminate လုပ်ပါမယ် service တွေမပေးတော့ပါဘူးဆိုပြီးတော့အဆုံးသတ်နေတဲ့အချိန်ပေါ့အဆုံးသတ်နေတဲ့အချိန်ဟုတ်တယ်အဲ့လိုအချိန်မှာပြန်ပြီးတော့ဒီမိသားစုနဲ့ပြန်ပြီးတော့ reconnect ပြန်ဖြစ်တာပေါ့နော်ဖြစ်တော့တို့ကကျမရဲ့ဒီ down ဖြစ်ဆုံးအချိန်မှာပဲအချိန်ကိုပဲမြင်တယ်လို့ဖြစ်တာဖြစ်တော့အဖေဆိုအများနဲ့ပြောတယ်အခုကျမဒီဘက်ပြောင်းလာတယ်ကျမပြောင်းလာတယ်ကျမသမီးနဲ့နေဆိုဗီဒီယိုကောပြောပြီဆိုလို့ရှိရင်ဟဲ့နေကအရန်ဝနေပြီသိရမလားနေအိမ်မှာပဲအဲ့လိုပဲနေတော့မှာလားအဲ့လိုပဲဘာအလုံးမလုပ်တော့ဘူးလားနေပတ်စံမရှာတော့ဘူးလားဘလိုပဲနေဘွားကြီးပြီးသွားတော့မှာလားဆိုတော့အဲ့လိုမျိုးอ่ะဟိုခဏပြောတယ်ပေါ့နော်ဆိုတော့ကိုကပြန်ပြောပြန်ပြီးတော့လေသူတို့မျက်စိထဲမှာမြင်မနေဘူးဆိုတော့အဲ့ဒါတော်တော်ဆိုးရဆိုအဖေတယောက်တည်းလားဆိုတော့လည်းမဟုတ်ဘူးအမေဆိုလည်းအဲ့လိုပဲဒါပေမဲ့အပြင်ကလူတွေဘာညာကြတော့လေတိတ်ပြီးတော့ခုနပြောလို့မဆက်နေတငယ်ချင်းလိုမျိုးလာပြောတာမျိုးဘာညာမရှိဘူးဆိုတာကျမ Facebook မှာတစ်ချိန်လုံး speak out လုပ်နေတာပေါ့ဒီဆိုဟိုကျမ post တွေဖတ်မိရလဲဖြစ်ကောင်းဖြစ်နိုင်မယ်အဖေတို့မေတို့ပြောတာတော့မထူးဆန်းပါဘူးကျမ Facebook မှာလည်းတို့နဲ့ friend မဟုတ်နေဘူးဆိုတော့ကျမ post တွေပါတော့တို့မမြင်ရသူတို့ကရှင့်ကိုမြင်ရတာရှင့်ရဲ့ဟိုလောလောဆယ် family type ပုံစံမျိုးနဲ့ဒီလားသူတို့နဲ့ရှိတဲ့ဟာကလည်းအဲ့လိုမျိုးမိသားစုရေးရလောက်ပဲရှိရဲ့ခါကျတော့ရှင့်ရဲ့ professional self ကိုသူတို့ကမမြင်ဘူးအဲ့လိုဖြစ်နေတာမမြင်ဘူးတို့အတွက်ကကြတော့ဘာဖြစ်လဲဆိုတော့အပြင်ကလူတွေပြောတာထက်ခုနအမေတို့ဖေတို့ဆိုတော့ဒါအပြင်လူပဲပေါ့နော်ကျမအတွက်ကသူတို့ပြောတာထက်ဆိုင်တခါတလေကျကျမပြန်ပြီးတော့ပြောမိနေတာပို့ပြီးတော့နာကျင်ရသူရဲ့ self attack အဲ့လိုမျိုးဟုတ်တယ်လူကနှစ်ယောက်ဖြစ်တယ်လို့ဖြစ်တာပေါ့နော်ဟိုခုနပြောသလိုပဲ Facebook က memory ပြတ်တက်လာရင်ဆိုတော့ time travel တွေပဲရှိခဲ့ဆိုတော့အရင်ကခင်ဗျာတို့ကအခုခင်ဗျာတို့ဆိုအရင်အပြစ်တင်နေမှာဘာလို့မလုပ်တာလဲသိရလားအရင်ကကျွန်တော်ကိုယ်တိုင်လည်းတချို့လူတွေအဲ့လိုမျိုးပဲ give up လုပ်လိုက်တယ်တို့မလို့ရှိရင်တနေရာမှာတက်နေရဲဆိုတော့ကိုယ်တိုင်ကအဲ့လိုအားမလို့အားမရဖြစ်ပြီးတော့ဒီလူကဘာလို့မလုပ်ကြရလဲသိရမလားဒါလူကဘာဖြစ်လို့အဲ့လိုဖြစ်နေကြလဲဟုတ်တယ်စူးစမ်းရင်ရမှာပေါ့ဆိုတဲ့ဟာမျိုးဟုတ်တယ်ကျမအမြဲပြောတယ်ကွာသိလားဆိုတော့ဒါပေမဲ့ကျမဟိုဒီနှစ်တည်းကတော်တော် lesson learn ဖြစ်တော့တခါတလေကြာရင်လည်းတချို့အရာတွေကစူးစမ်းတိုင်းလည်းမရအောင်စီစူးစမ်းတိုင်းလည်းမရအောင်တချို့အခြေအနေတွေကငါဘာမှလုပ်လို့မရတော့ကွာဆိုတဲ့အခြေအနေနဲ့လည်းထိုင်နေရတဲ့အခြေအနေရှိရပေါ့နော်ဒါပေမဲ့အရေးကြီးတာကတော့ဘာလဲဆိုတော့ထိုင်လိုက်ရတဲ့အခြေအနေမှာပဲရက်မနေတော့ပဲနဲ့နောက်တနေရာရှာဖို့ပေါ့နော်ဒီတကားပိတ်တာတေးစားပြီဆိုရင်ကျမတို့ကဒီတကားကို
2 minutes နဲ့ တောက်လျှောက်3မိနစ်နဲ့ပဲနောက်တစ်ပေါက်ရှာပေါ့ဒါမှနောက်တစ်နည်းကိုရှာပေါ့ဆိုတော့ဘာမှတကားမရှာခြင်းလဲပင်ပန်းခံပြီးအားစိုက်ထုတ်နေနေတော့ထိုင်စရာရှိထိုင်လိုက်အဲ့ဒါနားရတယ်ဆိုတော့ပုံစံမျိုးတော့ကျွန်မသွားပြီးတော့ရှာတွေ့ရပေါ့နော်ခုနကနိုးပြောသလိုပေါ့နော်အဲ့ waiting room ထဲမှာကိုထိုင်နေပဲထားပါတော့နောက်တဲ့ chapter တစ်ခုတော့ကိုပြင်ဆင်နေရဆိုရင်တော့မှကိုလက်ခံနေရဆိုရင်တော့မှခုနကလိုပေါ့နော်အပြင်က projection တွေဘာလာတဲ့ချိန်စားရင်တခါတလေကိုကလက်ခံနိုင်တာရှိမယ်တခါကြတော့လဲကိုကသိရမလားသိမခံစားနိုင်တာရှိဘာလို့ဆိုတော့ဟိုစနီဆိုရင်ဒါစနီက moral high ground ယူပြီးပြောတာမဟုတ်ဘူးနော်သူများရဲ့ higher self ကိုပုံမြင်တယ်အခု no ကအိမ်မှာလောလောဆယ်နေတယ်ပဲထားပါတော့เนาะလောလောဆယ်မှာဘာကုမ္ပဏီမှာ RAM နေဘူးအလုပ်ကိုမလုပ်နေဘူးဒါပေမဲ့စနိစိတ်ထဲမှာရှင်ကကလေးတယောက်ရှိနေတယ်ကလေးကိုပြုစုပြောထောင်နေတာကျမမြင်တဲ့အမြင်ပေါ့เนาะပြီးရင်ရှင်ရဲ့ higher self ကိုကျမသိရရှင်သာထလုပ်ရင်စီးပွားရေးလုပ်ရင်ဖြစ်မယ်ဆိုတဲ့ဟာမျိုးကိုကျမသိရပေါ့เนาะဒါကလောလောဆယ်က circumstance ပေါ့เนาะပြီးတော့နောက်တစ်ခုကျမတို့ဒီမှာဆိုလို့ရှိရင်ဒီဘက်နိုင်ငံတွေရောက်လာကြတဲ့မြန်မာတွေရှိရမလားပြီးရင်ကျမတို့ကအရင်တုန်းကဘလို့အခြေအနေပဲဖြစ်ဖြစ်ဒီရောက်မှရုန်းကန်ရတဲ့သူတွေရှိရအရင်တော့အရန်ကောင်းခဲ့တဲ့အခြေအနေရှိမယ်ဒါပေမဲ့ဒီရောက်တဲ့ချိန်မှာဒီက living standard တွေ living cost တွေကမြင့်နေများတဲ့ဖြစ်တဲ့ခါကျတော့ဥပမာចောင်းတက်နေနဲ့စားတော့ဆိုင်မှာဝင်လို့ရတာရှိမယ်ဟိုဘယ်လိုပြောမလဲ baby sit လုပ်တယ်ပေါ့နော်ကလေးကိုနိုင်နဲ့ထိန်းပေးရရှိလိမ့်မယ်အဲ့လိုမျိုးတွေကိုမြင်လဲကျမစိတ်ထဲမှာသူတို့ကို baby sitter လို့လည်းမတွေးဘူး waitress လို့လည်းမတွေးဘူး။ဘာဖြစ်လို့လဲဆိုတော့ဒီဟာကသူတို့ရဲ့ profession မဟုတ်ဒါသူတို့ရဲ့ circumstance ပေါ့နော်။ကျမသိနေရလေဒီလူတွေဆိုတာအကြောင်းလာတက်ရင်းနဲ့ဒီဘက်နိုင်ငံရောက်လာပြီးတော့နေရတဲ့သူတွေပေါ့နော်။ဒါပေမဲ့ကျမပြောချင်တာခုန higher self ကိုမမြင်ကြတော့တဲ့အခါမှာကိုယ့်ရဲ့ identity ကပါကိုကဟောဖြစ်လာ question ဖြစ်လာပေါ့နော်။အဲ့ဒါကျမဆိုရင်အဲ့လိုမျိုးပြောပြတဲ့အချိန်မှာသူ့ကိုကြည့်ရောလေသူကျမကို attack လုပ်ရှင်လို့ပြောရမဟုတ်ဘူးသူပေမဲ့သူ့ရင်ထဲမှာကျမဒီလိုမျိုးဆိုတဲ့ image ဖြစ်နေဆိုတော့ကျမယုံသွားတာပေါ့နော်အများကြီးတော့ thicker skin ရှိတာကောင်းတယ်ဘာညာဆိုပေမဲ့ကိုကလည်းကိုယ့်ရဲ့ထုနဲ့ချက်တွေနဲ့ကိုယ်ဆိုနိုးမှာကြတော့လေဟိုနိုးရအစားရလဲ plan ညပါလဲဆိုတော့အိမ်အောင်ပြုတ်ပြီး2နှစ်ကြာမှာကလေးစယူမယ်လို့ plan ထားတာကွာဆိုတော့ဒီလိုအချိန်ကြီးဖြစ်သွားပြီးတဲ့နောက်ပိုင်းမှာအဲ့လိုစီးပွားနဲ့ပတ်သက်ပြီးတော့၎င်း financial နဲ့ပတ်သက်ပြီးတော့၎င်းရှေ့ဆက်သွားမယ် life plan နေနဲ့ပတ်သက်ပြီးတော့၎င်းအဲ့မှာအကုန်လုံး block ဖြစ်ကုန်တဲ့ခါကျတော့ငါတို့လောလောဆယ်လုပ်လို့ရတာဘာရှိလဲဆိုတော့အကောင်းချင်းဆိုင်တိုင်ပင်မိရပေါ့နော်ကျမအမျိုးသားနဲ့အဲ့လိုတိုင်ပင်မိတဲ့အချိန်မှာလက်ထဲမှာလက်လုံချေလုံးလုံးဝအောင်မြင်နိုင်စွမ်းရှိရဲ့ plan ကဒီဟာပဲရှိရလောလောဆယ်မှာအဲ့ကျွန်တော်တို့ကလေးယူလိုက်တယ်ပေါ့တနိုင်တစ်ပိုင်းကျွန်တော်တို့တနိုင်တစ်ပိုင်းပေါ့တခြားဘာမှအောင်မြင်နိုင်တဲ့ plan လို့ဟုတ်တယ်နောက်ဆုံးဘာမှမဖြစ်မဲ့တူတူကွာသိရမလားဒီကာလဒီအခြေအနေမှာအစကတည်းကလည်းဒီ plan ရှိပြီးသားဆိုတော့ကလေးယူလိုက်တယ်ပေါ့နော်ကလေးယူလိုက်လို့လေတချို့အရာတွေက let it go လို့ပူသေးကြသွားတယ်ကွာ okay ဒါတွေအကုန်လုံး let it go လုပ်လိုက်တော့ဆိုတဲ့ဟာမျိုးကိုပုံမြင်သွားတယ်ပေါ့နော်။သူများအတွက်တော့မသိဘူး။နိုးတက်ကကျတော့ကလင်းမွေးပြီးတဲ့အချိန်မှာကျမတကယ်မြူးမိဖြစ်သွား။ဒီအရှိကဒီဖြစ်ထားတဲ့အခြေအနေပေါ့နော်2021အခြေအနေတွေပါမရှိရင်တော့ကျမရဲ့မြူးမိကဒီထက်ပိုပြီးတော့ပြည့်စုံတဲ့ပိုပြီးတော့ပြည့်စုံဟုတ်တယ်ပိုပြီးပြည့်စုံပြီးတော့ပိုပြီးတော့ပျော်ဖို့ကောင်းနိုင်မယ်ပေါ့။အခုလည်းမပျော်ရဘူးလားဆိုတော့ပျော်ရတယ်ဒါပေမဲ့ balance တွေထိန်းလို့ဖြစ်တာပေါ့နော်။အရင်တော့အဲ့လိုမျိုးတိုးလို့တလန့်ဖြစ်နေတဲ့ project တွေပြီးလို့ရှိရင်မပြတ်မသားဖြစ်နေတဲ့ဆုံးဖြတ်ချက်တွေကဒီကလေးယူလိုက်တဲ့နောက်ပိုင်းမှာကျမတို့ကပို့ပြီးတော့ decision တွေမှန်မှန်ကန်ကန်ရဲချဖို့အတွက်ကိုတွန်းအားပို့ဖြစ်သွားတယ် motive တွေတွန်းအားတွေဖြစ်လာဟို purpose ရောက်ဘွားမှာကလေးကအဲ့လိုဖြစ်သွားပါဘောနော်။တော့စင်မှာရှင် identity ကိုရှင်ကအများပြောတာတဲ့အိမ်ကလူတွေပြောတာပို့ပြီးတော့ခံစားရတယ်ဆိုတဲ့ဘောပေါ့နော်။ဒါပေမဲ့ကိုကဟောအဲ့ identity ကိုပြန်ပြီးတော့ပြောင်းဖို့အစီအစဉ်ရှိလားပြောင်းဖို့ဆိုတာကိုဖြစ်ချင်တဲ့ identity ဆိုတော့ခေါင်းထဲမှာရှိလားဘယ်လိုကိုယ့်ရဲ့ identity ကိုဆက်ပြီးတော့ထိန်းသွားဖို့စဉ်းစားထားလဲကျမအရင်တော့ကတော့ကျမကဘာကြီးကကျမကိုဘိုးပြပြီးလဲပတ်နေတာပါကျမကဘာကြီးကလေးမွေးတဲ့နောက်ပိုင်းမှာဟိုကလေးကိုပဲဘိုးပြပြီးလဲပတ်နေတာပေါ့နော်ဒါပေမဲ့အိမ်မှာပဲနေတယ်အခုကလေးက4နှစ်ပြည့်တော့ပဲပေါ့နော်ဒီစက်တင်ဘာဆိုဒီတစ်လျှောက်လုံးမှာဒီကလေးကကျမနဲ့အတူတူရှိနေတယ်ကျမကိုပဲကြည့်ပြီးတော့သူကကြီးပြင်းနေတယ်ကျမရဲ့ကလုံးလေးလိုဖြစ်လာကွာဒါပေမဲ့သူ့မှာလည်းသူ့ရဲ့ဟိုမွေးရပါဗီဇာလေးလည်း personality လည်းရှိတယ်ဒါပေမဲ့ပထမအဆုံးကတော့ကျမကပဲကြည့်ပြီးတော့သူအခုဆိုတော့ဒီချင်းမိုင်မှာဆိုတော့သားမိ2ယောက်ထဲဆိုတော့ပိုဆိုးတာပေါ့နော်အရန် shock ကြဖို့
ကောင်းတဲ့တချို့ချက်တွေရှိတယ်။အဲ့ဆိုသူကကြီးလာတဲ့ copy လောက်တက်လာတဲ့အချိန်မှာဥမာကျမဟင်းမဲတောက်လျှောက်ချက်နေရပေါ့နော်အဲ့လိုမျိုးဟင်းချက်တဲ့အိမ်တန်ရှင်းလုပ်တယ်ဘာညာဆိုသူအဲ့ဒါစော့လို့ရှိရင်သူအဲ့လိုမျိုးပဲလိုက်စော့နေဒီလားအဲ့လိုမျိုးပဲလိုက်စော့နေဆိုကျမ computer ကိုင်ပြီးတော့ကျမအဲ့လိုတချို့ဟာလေးကျမ live လုပ်နေပြီဆိုရင်သူအဲ့လိုက်ပြီးတော့စော့တယ်ပေါ့နော်ဆိုတော့ကျမအဲ့ဒါမြင်တဲ့အချိန်မှာအရန်ကိုဘယ်လိုပြောမလဲ realize ဖြစ်သွားသူ့ကိုကြည့်အော်သူကငါ့ကိုကြည့်ပြီးကြီးပြင်းနေတာပါလားပေါ့နော်ဆိုတော့ကျမတစ်ချိန်လုံးအိမ်ထဲမှာပဲနေဒီလိုပဲ live ကြီးကိုသွားမှfinancially ဆိုလဲ dependent ဖြစ်နေလို့ရှိရင်သူ့ life ကလည်းအဲ့ဒါကိုအမှန်လို့ तू ကထင်သွားမှာဆိုရယ်ထင်သွားမှာဆိုတော့ကျမပြန်ပြီးစဉ်းစားကြည့်တော့လဲကျမကဒီဘဝကိုကြိုက်လားဆိုတော့ကျမဘယ်လိုတောင်စဉ်းစားမိလဲဆိုရင်ခလေးစမွေခလေးအမေစဖြစ်တော့ဆိုရင်အော်ငါမဟုတ်လဲခလေးမေဖြစ်မဲ့အတူတူပေါ့နော်ဘာလို့အလုပ်တွေအများကြီးလုပ်ခဲ့သေးလဲစောစီစီအိမ်အောင်ကြပြီးတော့ရှူလိုက်တာမွေးခဲ့ခလေးအများကြီးမွေးခဲ့ငါ့ဘဝရအရင်ပြောဖို့ကောင်းပါပဲဆိုကျမခလေးအမေဖြစ်ရတော့အရင်ကြိုက်တယ်ပေါ့အဲ့တစ်ဖက်မှာကြတော့လဲကျမဟိုငါနဲ့ရံပြန်ဖြစ်နေတာပေါ့နော်ဒီလိုပဲအိမ်မှာနေခလေးကိုပဲပြုစုပြိုထောင်အဲ့လိုပဲသွားမလားဒါမှမဟုတ်လို့ရှိရင်အလုပ်ပြန်လုပ်လားလို့စဉ်းစားတဲ့အချိန်မှာနှစ်ပိုင်းရှိရပေါ့နော်ဒီဘက်ကကျကျမကိုယ်တိုင်ကခလေးအမေဘွားနဲ့ပဲကျမနေချင်တာဒါအယိုးသားဆုံးဝန်ခံတာရင်ထဲကစန္ဒဒါအရန်ကိုပြောဖို့ကောင်းတယ်လူတယောက်ကိုပြုစုပြိုထောင်တာပြီးတော့အဲ့လို result တွေမြင်ရကြည်နူးရတယ်ပါဆိုတော့ဒါတော့တစ်ချက်ပေါ့နော်နောက်တစ်ချက်ကကျတော့ခုနကပြောတဲ့ဒီခလေးကကျမကိုကြည့်ပြီးကြီးပြင်းတာ तू ကအချိန်တန်အခုဆို तू 4 နှစ်ဖြစ်လာပြီ6နှစ်ဆိုရင် तू ကျောင်းသွားတော့မှာ6နှစ်ဆို तू ကျောင်းမဖြစ်မနေတက်ရတော့မှာကျောင်းတက်ရတော့မယ် तू ကကျမစီကနေပြီးတော့လစ်တော့မှာကျမစီကလစ်တော့မှာလစ်ပြီးသွားလို့ရှိရင်maybe तू တက်ကတော်တက်လာမယ်ဘာဖြစ်လာမယ်ညာဖြစ်လာကျမဘွားတွေကတဖြည်းဖြည်းထွက်သွားတယ်ကျမ lonely ဖြစ်ပြီးတော့ကြံခဲ့မယ်ကွာပြီးနောက်တစ်ခုကကျတော့ဟုတ်တယ်ကျမမှာဒါ financial အဲ့လိုမျိုးကိုယ့်ရဲ့ကိုယ်ပိုင် financial plan မရှိလို့ရှိရင်နောက်တစ်ချိန်ကျရင်ကျမသူ့အတွက်ဝန်တော့ဝင်ဖို့ဖြစ်လာနိုင်တယ် financial တခုတည်းမဟုတ်ဘူးပေါ့နော်ကျမအိမ်မှာအရန်နေလိုက်တယ်လူတွေနဲ့ဆက်မရှိဘူးကဘာကြီးကိုလည်းအဲ့လိုထွက်မကြည့်တဲ့အခါကျလို့ရှိရင်ကျမသူ့ပုံမှာ depend ပြန်ဖြစ်ရင်သူ့အတွက်ဝန်တော့ဝင်ဖို့ဖြစ်စေတယ်ကွာဒါပေမဲ့ရှင်ကတခုတော့ရှိတယ်စနေစားဖြစ်ပြောလို့ဖြစ်မဲ့ financially သူ့ပုံမှာ burden ဖြစ်တာထက်စာမယ်ဆိုရင်သူ့ရဲ့တချို့ပြဿနာတွေကိုရှင်နားလည်ဖို့ဝေးသွားမှာပို့စုမဲ့နဲ့တူရဲ့ဥပမာနော်သူလောကကြီးမှာသူကြုံလာရမဲ့ challenge တွေဖြစ်နေရတယ်ကိုကအပြစ်မထွက်တဲ့အမေတယောက်အနေနဲ့သူ့ကိုပြီးတော့ဖြည့်ရှင်းပေးဖို့ဆိုတာဟုတ်တယ်ဒီလားတိတ်လွယ်မယ်မထင်ဘူး so point of view တွေကလည်းမတူတော့ဘူးပေါ့နော်ဆိုတော့အဲ့လိုမျိုးဖြစ်မှာကိုကျမစိုးရိမ်တယ်ဘာလို့ကျမအလုပ်တော့ထွက်လုံတယ်ဘာဖြစ်လို့အလုပ်ထွက်လုပ်ရတဲ့အကြောင်းရင်းကနံပါတ်1ကတော့ခုနပြောတော့နောက်တစ်ချိန်မှာဒီကလေးပေါ့နော်အခုတော့တယောက်နောက်ပိုင်းလည်းဘယ်လောက်မွေးမယ်တော့မသိသေးဘူးပေါ့ဒီကလေးတွေပေါ်မှာကျမdepend မဖြစ်ချင်ဘူးကွာသိလားသူတို့ကကြည်ပြူလို့သူတို့ရဲ့စိတ်လိုလားအချက်အရာဒီအမေကြီးကိုသူတို့ကဘယ်လိုပြောလက်ဆောင်ပေးခြင်းပါတယ်ဘာညာဆိုတာဆိုတော့တစ်မျိုးပေါ့နော်အဲ့လိုမဟုတ်ဘဲနဲ့မဖြစ်မနေကြီးကျမသူတို့စီကနေ supporting financially ရတော့လည်းကောင်း mentally ရတော့လည်းကောင်း physically ရတော့လည်းကောင်းဘာ support မှာယူရမယ်ဆိုရင်ကျမတို့တော်တော်အဆင်မပြေတာတော်ကျမတို့အဆင်ပြေဆိုတော့ရှင်ကအဆင်မပြေอ่ะရှင်ရဲ့ဒီဟိုခိုင်ခဲရအဆင်မပြေอ่ะဟုတ်တယ်so anyway ဒီအခုပြီးသွားတဲ့9နှစ်ဆိုတာ10စုနှစ်တခုရဲ့ဒါတဝက်ရောက်သွားတယ်ပေါ့နော်ဆိုဒီကြားထဲမှာပြောင်းလဲသွားတဲ့ identity အရာဆိုလဲကျမအရင် identity ပြန်လိုချင်လားဆိုလဲ no ကျမတော်တော်လေးကို let it go လုံးနိုင်သွားပြီကွာအဲ့ဒီ version ကိုလဲကျမကြိုက်တယ်ကျမစိတ်ထဲမှာလဲအမြဲတမ်းသူ့ကို inspire ဖြစ်တယ်ကွာသိလားအရှမ်းမှန်နေရှင်ဒီနေ့အဲ့စကားပြောတာကျမဆိုလဲကိုဟုတ်တယ်ကိုပြန်ကြိုက်တယ်ပြန်မလွယ်ဘူးเนาะအဲ့ဟာပြန်ဖြစ်ဖို့သိလားအဲ့ energy အဲ့အောင်မြင်မှုပါလေ so you did it well သိရပါဟိုမင်းချက်တမ်းမိသွားရင်မင်းတို့ကအရန်ကုန်ယူရဲဆိုတာမျိုးပေါ့ကျမသွားမယ် next step ဆိုရင်တော့သူ့ထက်ပိုကောင်းတာတွေပိုညံ့တာတွေထပ်စားလို့ရှင်တော့မတူတဲ့ now version တစ်မျိုးနဲ့ကျမ live ကိုဟုတ်တယ်ဆိုတော့အဲ့လိုမျိုးပုံစံတစ်ခုနဲ့တော့ကျမဖြတ်တန်းမှုရှိဒါပေမဲ့တော်တော်များလေအဲ့လိုကျမခုနကပြောရဲကျမမိဘတွေကျမညီမဘာညာထပ်စားလို့ရှင်ပတ်စံနေလို့လို့တငယ်ချင်းတွေပြင်တခြားတော့ဒီမှာရှိတဲ့ network တွေအဲ့တော့ကျမကိုအရင်တိုင်းမြင်နေကြတော့ဝင်ဟုတ်တယ်ကျမလည်းရှင်းဒီလားရှင်းရဲ့အခုလက်ရှိဖြစ်နေတာကျမအဲ့
ကျမရဲ့အုံ တွဲ နောက် နေရင်လို့မရဘူး ဟုတ်တယ်အဲ့ဟာတော့အမှန်ပဲဘယ်လိုပြောမလဲအဲ့ဒါကြောင့်လေကိုယ့်ကိုလည်းပေါ့နော်ကိုယ့်ရဲ့ higher self ကိုမြင်စေချင်တာလည်းဖြစ်လိမ့်မယ်နဲ့တူရဲ့သိလားဒါပေမဲ့ဒီဘက်ကလူတွေကိုလည်းကိုကအပြစ်ပြောလို့မရဘူးလေကို down ဖြစ်နေတဲ့အချိန်မှာသူတို့ကလည်းတွေ့ဖူးတာဆိုတော့ဒါသူတို့ရဲ့ကိုယ်မြင်တဲ့ image လည်းဖြစ်မှာပေါ့နော် နိုးစီမှာပြဿနာဖြစ်တာတခုကဘာလဲဆိုတော့လေနိုးရဲ့အမျိုးသားပေါ့နော်နိုးရဲ့အမျိုးသားကိုယ်တိုင်ရောပြီးတချို့လူတွေရှိတယ်သူကလုံလိုက်ဖြစ်သွားလိမ့်မယ်နေထားလုံလိုက်အဲ့လိုမျိုးပြောလို့ရှိရင်ငါမရဘူးငါမလုပ်နိုင်သေးဘူးဒီချိန်မှာငါကငါပြန်ပြောနေရတယ်ပေါ့အဲ့ခါကျတော့သူကဘာထင်လဲဆိုတော့ဟမ်နင်ကအပြင်းကြီးနေနင်ကမလုပ်ချင်လို့နင်ကဘာဖြစ်လို့နင်တော့ရတာပဲနင်ဟိုအရောင်ဒီလိုလုပ်ခဲ့သေးတာဒီအရောင်ဒီလိုလုပ်ခဲ့သေးတာပဲ ဒါပေမဲ့သူတို့လည်းဟုတ်တယ်အရင် identity နဲ့ရှင်ပြီးတော့ပြောနေတာ ဟုတ်တယ်အဲ့တော့ဟုတ်တယ်လုံနိုင်တယ်အခုငါမလုံနိုင်ဘူးတခါကြလို့ဟုတ်တယ်အခုချိန်မှာငါအသုံးမကျပါဘူးလို့ငါဝန်ခံနေရဲဆိုရင်တော့မှလက်မခံဘူး မယုံချင် ရောင်ညက်ပြင်းနေတာတက်တက်အဲ့ဒါအကြောင်းပြနေတာသိရမလားအဲ့လိုမျိုးကွာ အဲ့ဒါထပ်စိတ်ဆိုးနေပါရှင် ဟုတ်တယ်အဲ့ဒါတခုတော့တော်တော်ဖြည့်ရှင်းရတယ်ကွာဆိုကိုသိတယ် no ကဒီချင်းမိုင်ရောက်လာတဲ့အချိန်မှာဆိုရင်တော်တော်လေးကို mentally ကို break down ဖြစ်နေတာကွာသိလားအဲ့လိုညဘက်တွေအိတ်မပြောဘူးပြီးလို့ရှိရင်အဲ့လိုမျိုးစုံကွာပြီးရင်မျိုးစုံကြောက်လန့်ပြီးတော့အဲ့လိုဘာတွေဖြစ်နေမှမသိဘူးအဲ့လိုလောနဲ့သိရမလားဟို anxiety အများနဲ့နေမှာပေါ့ anxiety အရင်များပြီးတော့ပြီးရင်လကားနေအဲ့လိုဘာမှလည်းအကြောင်းမရှိပဲလို့ထိုင်ငိုနေတဲ့အချိန်တွေလည်းရှိတယ်ဆိုတော့တော်တော်လေးကို healing လုပ်ယူလိုက် plan လုပ်လို့မရလို့သိတာအဓိကလေဘာမှ control လုပ်လို့ရမနေခဲ့ကျမတို့လည်း control လုပ်လို့ရတဲ့ life ကြီးနေပါမှ meeting ချိန်ဆို meeting ချိန်သိရမလားဟိုအနည်းဆုံးတော့ကျမတို့70%လောက်ကခန့်မှန်းလို့ရတယ် plan လို့ရတယ် control လုပ်လို့ရတယ်ဆိုတော့ system ထဲမှာနေတယ်ဆိုတော့ကိုလည်းတော့ရုပ်တရက်ကြီးကနောက်ဆုံးမီးလာတဲ့အချိန်ရေးလာတဲ့အချိန်တော့ကိုမပိုင်တော့ဘူးဆိုတဲ့အချိန်မှာ daily route တွေကပြက်ကုန်တော့လူကအဲ့လိုနေ့စဉ်နဲ့အမျှဖြစ်တော့လူက down တာပေါ့နော်ဘယ်လောက်ကြာလဲရှင် healing လုပ်တာပြန်ပြီးတော့နည်းနည်းလေးပုံမှန်ပြန်ဖြစ်လာဖို့ဆိုတော့တစ်နှစ်လောက်ကြာတယ်ဟုတ်တယ်နော်အလောက်မမြန်ဘူးအဲ့ဒီကိစ္စရဲ့မမြန်တစ်နှစ်လောက်ကြာတယ်အဲ့လိုနှေးတယ်ပေါ့ဖြည်းဖြည်းနှေးလေးနဲ့အဲ့လိုမျိုးတော့ကျွန်မအခုသွားနေပေါ့နော်ဆိုတော့ identity ကတော့ချိန်သွားလိမ့်မယ်ချိန်သွားလိမ့်မယ်ဆိုတော့ချိန်သွားလိမ့်မယ်ဒါပေမဲ့ရင်တော့လိုမျိုးကြီးတော့အရင်တက်ကြွတဲ့ချက်ဖားတည်ရလားအဲ့လိုမျိုးတော့ဟုတ်မှာမဟုတ်နောက်တဲ့ပုံစံတစ်မျိုးနဲ့တော့ကျွန်မဖြစ်သွားမယ်ပြောင်းမှာတခါတလေကြာလေဟိုရှိရယ်မြန်မာစကားပဲပြန် reference လုပ်ရင်တော့ဟိုကိုအရန်တင်စားပြောတာမဟုတ်ပါဘူးဗရမ ्या မှန်9မိနစ်ဘူးကွာသိလားချိန်တန်တော့ပြန်ပေါ်တာပဲတခြားစကားနဲ့ပြောရင်လည်းကြောင်ကြာရေမငုတ်ဘူးကွာသိရမလားကိုရဲ့ကြောင်ဖြစ်နေတယ်ဆိုတော့အဲ့လိုကိုရဲ့ထဲမှာမြုပ်နေတဲ့ဟာတခုကတခုနဲ့တွေ့တဲ့အချိန်မှာတော့ तू ကပြန်ပြီးတော့ဒါကြီးကပြန်ပေါ်တာပဲကျမဆိုလဲကျမသမီးကိုကြည့်နေနေမဖြစ်ဘူးသိရမလားသူစိတ်ထဲမှာဒါပဲဆွဲသွားလိမ့်မယ်ဆိုတဲ့ဟာမျိုးပေါ့နော်ကလေးတွေကတော့ဟုတ်တယ်ဟွာလေစနီငယ်တော့လည်းစနီအမေနဲ့ဖေနဲ့ကအော်စတြေးလျဝန်ထမ်းဆိုတော့သူတို့အလုပ်လုပ်တယ်မလားစနီလေးကြီးလာရင်သူတို့လိုယုံသွားမယ်ပဲစနီထင်နေအဲ့လိုမျိုးအဲ့လိုအင်ဂျီတွေဝေးရမယ်ပေါ့နော်အဲ့လိုအင်ဂျီနဲ့အဲ့လိုယုံသွားမယ်မိဘတွေရဲ့ identity ကလေးရဲ့ခေါင်းထဲမှာရှိတယ်ဒါပေမဲ့ကျမတင်တယ်ရှင်ရဲ့ခုနပြောလို့သွေးထဲမှာကိုကရှိနေတာဆိုတော့လေ energy တွေလှုပ်နှိုးလိုက်ရင်တော့ရှင်ရက်လို့တော့ရမှာမထင်ဘူးပြန်ပြီးတော့သွားမဲ့ဟာမျိုးရှိတယ်ဒါပေမဲ့တခုပေါ့နော်တွန်းအားနဲ့ပြီးတော့နောက်တစ်ခု support system လို့တာပေါ့နော်ပြီးရင်နောက်ပြဿနာတစ်ခုကအဲ့ identity ကိုသွားတစ်ခါကျပြန်ဆွဲလန်းနေရတဲ့ပြဿနာရှိရဲအဲ့တော့ရှင်ကတော့ပြောတယ်ခုနလို move on ဖြစ်သွားပြီပေါ့နော်အဲ့ဟာဒါပေမဲ့ကျမကမသိစိတ်ထဲမှာအဲ့ identity ကိုထိမ့်သိမ့်ချင်နေဆိုရဲစိတ်ကရှိနေတာပေါ့နော်နောက်တစ်ခုကကျတော့6နှစ်ကလေးကကျမအဲ့လိုအလုံးစားလုပ်နေတဲ့အခါကျဘယ်လိုစဉ်းစားလိုက်လဲဆိုတော့ okay ငါ့ကိုနားချိန်ပေးလိုက်တယ်ပေါ့နော်ပြန်ရလို့ကြောင်းတက်အိမ်ရမဟုတ်ဘူးယူဆိုတဲ့အချိန်မှာတရားလုံနေတရား run နေရတယ်တဲ့လားအဲ့တော့ကျမမှတ်မိရယ်10တန်းစာမွေးနေပြီဆိုလို့ရှိရင်မနက်6ည7တိတိကျမစာတင်လာဆိုတော့အဲ့လိုဂျားထဲမှာဟုတ်တယ်ဂျားထဲမှာတနားရီ2နာရီလောက်တော့နားတာပေါ့နော်ဒါပေမဲ့အဲ့လိုစာတင်ခဲ့ရတယ်ပြီးကျမ19နှစ်မှာကုမ္ပဏီစထောင်တယ်ကုမ္ပဏီစထောင်တယ်ကျမမနက်9နာရီဆိုကျမရုံးရောက်ပြီရုံးရောက်ပြီစားလဲဒီစိတ်သွားလဲဒီစိတ်အိတ်လဲဒီစိတ်ကျမဘလို့တောင်ဖြစ်ခဲ့လဲဆိုအဲ့လိုမျိုးအဲ့တော့ကျမကားလည်းမရှိဘူးတက်ဆီလည်းမစီးနိုင်ဘူးဆိုဘတ်ကားတွေနဲ့ရှောက်သွားနေလို့အဲ့လိုဆိုင်ပုံကြီးမြင်လို့ရှင်သူတို့ဘာ project ကရောင်းလို့ရမလဲဆိုတာအများနဲ့အဲ့လိုတွေးနေရအဲ့လိုကွာ auto အဲ့လိုတွေးဖြစ်သွားတာကွာအဲ့လို system တခုမြင်လိုက်ပြီဆိုတော့ဒါ computer system ထဲမှာဆိုရင်ဒါဘလို့ကျမတို့ဘလို့ software တွေသုံးလို့ရမယ်ပေါ့နော်mobile ပေါ်လာတော့လေmobile application ဘလို့ထုတ်လဲအဲ့လိုမျိုးတောက်လျှောက်ခေါင်းထဲမှာအလုပ်တွေတောက်လျှောက်လုပ်နေတဲ့အခါကျတော့နားဖို့အချိန်တခု
ပေးလိုက်တယ်ပေါ့နော်ဆိုတော့ကျမအဲ့လိုမျိုးအရင်တော့မနာခဲ့ရတဲ့ဟာကိုကျမအခုချိန်မှာစုနာ ခုနနိုးလို့ပဲကျမလည်းကြောင်းပြီးကြတဲ့စပြီးတော့အလုပ်လုပ်လာတာဟိုတယ်တွေဝင်လုပ်တယ်ပြီးရင်ဟုတ်တယ်ကျမတစ်လျှောက်လုံးတော်တော်လုပ်လာပါတော့ဒါပေမဲ့အဲ့ဟာကိုနားရဲဆိုတဲ့ဟာမမြင်မဲနဲ့အခုလက်ရှိအရွယ်မှာကိုနဲ့ရွယ်သူတွေကဘာတွေအောင်မြင်နေပြီဘယ်လိုတွေ saving တွေဖြစ်နေပြီအိမ်ဝယ်နေပြီကားဝယ်နေပြီပေါ့နော်အဲ့လိုမျိုးမြင်နေစီမှာလည်းနောက်ထပ် crisis တခုရပြန်အဲ့တော့ရှင်းစဉ်းစားကြည့်လေမဆိုင်စကားဖြတ်ပြောတာမဟုတ်သူတို့တွေကအဲ့လို Friday ကို TGIF လုပ်နေတဲ့အချိန်မှာကျမတို့ကတိလားဝေးပြေးကားစီးပြီးတော့ Saturday Sunday ကိုဟိုမှာ workshop လုပ်ဖို့ကျမတို့ပြေးရတာကွာတိလားကျမတို့မှာ weekend တွေကလေအဲ့လို giggles တွေဝင်လုပ်တယ်ပြီးရင်ဇန်တဲ့ချိန်တွေကကို company ကို run နေကို company ကို run နေဆိုတာလည်းပိတ်ရက်မရှိလေတိလားမရှိso အဲ့လိုမျိုးအချိန်ကြီးရှိခဲ့တယ်ကွာအဲ့တော့အဲ့ဒီဟာတွေကိုအစားပြန်ရလို့တွေးလိုက်လို့ရှင်ဒါတန်တယ်ကွာဘာလို့စဉ်းစားကြည့်ဘယ်သူမှအဲ့လိုမျိုးကြီးတောက်လျှောက် brand တင်ဘူးကွာတိလား and man တော့ပင်မန်းတယ်ဟုတ်တယ်ပင်မန်းတယ်အဝေးကျမမနေ့ပြန်စားပဲကျမ holiday လို့ခဏ loss တွေးထားမယ်အလုံးမဝင်ခင်တည်းကျမ holiday ရမ်းမျော်လင့်တယ်လေတိလားဘာလို့ဟုတ်တယ်ရဲလို့မမရတာကိုမိခွန်းနဲ့ဝန်ထမ်းတွေကလည်းရှိနေအောင်တိလားမနေ့ပြောရင်နားရတာပြောရင်ចောင်းပြန်တက်လိုက်တော့အရှင်ကကလေးတယောက်ဖတ်တယ်နဲ့ကျမက master တခုဖတ်တယ်နဲ့ပေါ့နော်ဒီထဲမှာအဲ့လိုမျိုးဖြည့်ပြောလို့ရှင် Norama identity ပဲပျောက်တာကွာတဲ့ဒီအချိန်မှာတခြားလူတွေဆိုမှ no ဖို့လို့ပါတော့ဆိုအိမ်တွေပါပျောက်ကုန်လို့ဆိုတာသိလားအနည်းဆုံးတော့ငါမှာဟိုနေစရာအမိုးကာရှိသေးတယ်စားစရာရှိနေသေးတယ်ဆိုပြီးတော့ဒါကကျတော့ downgrade ကိုပြန်ပြီးတော့ဟိုဘက်ပြန်ဆုတ်တာမျိုးတော့မဟုတ်ဘူးဒီလိုပဲကွာ identity ပျောက်တာတခုတည်းမဟုတ်ပဲねအများကြီးဆုံးရှုံးပျောက်သွားတဲ့လူတွေလည်းအများကြီးရှိရပါဒီချိန်ဒါမြန်မာနိုင်ငံတနိုင်ငံတည်းမဟုတ်ဒီကမ္ဘာလုံးမှာဟိုတိတ်ပြီးအခြေအနေကောင်းနေတာမဟုတ်ဘူးမဆက်လို့အဲ့ဘက်ဒီမှာဆိုလဲမြင်ရလိမ့်မယ် refugee ဟုတ်တယ်ရောက်လာတာပဲဆိုတော့လေပြီးတော့အချို့ကလေးတွေဆိုရင်အခုမှအကြောင်းပြီးကစားဒီလိုမျိုးအခြေအနေဖြစ်တော့ဘယ်သွားလို့ဘယ်လာမှမသိပဲရက်သွားတယ်တောင်းတက်ဖို့လဲခက်ခဲတာနဲ့အဲ့လိုမျိုးဟုတ်ပါတယ်အမတို့ညီမအငယ်ဆုံးဆိုရင်တကြံတော့မကြဘူးကွာလူငယ်ဘဝမှာသူတို့လည်းဆုံးရှုံးတာအများကြီးပဲဟုတ်တယ်အများရှိရအဲ့လိုပဲပေါ့နော်ကိုရီးယားမှာဟို chance ရှိသေးတယ်ပြီးတော့ဟိုပြန်တွေးတိုင်းတင်နေရတဲ့ကိုယ့်ရဲ့အတိတ်က version ရလည်းရှိနေသေးတယ်ဆိုတော့ပြစ်ဆက်သွားဖို့ကတိတ်ပြီးတော့မခက်ခဲဘူးကွာပြီးတော့သွားခြင်းတဲ့စိတ်ကလေးကလည်းရှိနေကြသေးတယ်အဲ့တော့ဟုတ်တယ်ဟိုကပေါ့နော်အခုချိန်ကကိုကရှင်ထဲကမီးလေးတော့ရှိနေတယ်အဲ့ဒါပေမဲ့အဲ့မီးလေးကနည်းနည်းမီးစာလေးကဘယ်လိုလေးတိတ်မတောက်ဘူးတက်စီလာမို့လို့ဟိုလိုတော့မီးစာကုံတော့စီမခန်းသေးဘူးကွာဒီလားမခန်းပါဘူးခန်းနေလို့ podcast ဆောင်လုပ်မနေငွေလေးတော့ကြံနေသေးတော့စီဝိုင်းလောင်းပေးကြပါဦးအဲ့ဒါလေးပြောချင်လို့ပါကျေးဇူးတင်ပါတယ်နိုးဒီဟာလေးကျမတို့ share ပေးရပြီးတော့ဘာလို့ဆိုတော့ဒီ topic အတွက်နိုးရွေးတာကျမတို့နှစ်ယောက်ကရှေ့မှာတော့လည်းလုတ်တူလုတ်ပြီးဆယ်စုနှစ်တခါတခုစားလဲတိလာတဲ့လူတွေဖြစ်တယ်ပြီးတော့အကောင်းဆုံးအချိန်တွေကိုလည်းတွေ့ထားတယ်အဆိုးဆုံးအချိန်တွေကိုလည်းတွေ့ထားတယ်အပြင်အခုချိန်မှာအလုတ်နားနေတဲ့အခြေအနေချင်းလည်းတူတဲ့အခါကျတော့ဘောချင်တဲ့ဟာ relate လုပ်လို့ရနိုင်တာရှင်းပဲဆိုတော့ကျွန်မတီးလို့ပေါ့နော် invite လုပ်လိုက်တာပါအဲတို့ပြောရတဲ့ဟာလည်းကျွန်မကိုရန်အတိပွင့်သွားစရာရှိပါတယ်ဟိုသူများပြောတာလောက်ကိုပဲတွေးပြီးတော့ကိုယ် identity ပြတ်တယ်ဆိုပြီးတခါတိုင်းကျွန်မလည်းနည်းနည်း sensitive ဖြစ်တယ်ပေါ့နော်အဲ့လိုမျိုးဖြစ်နေတတ်တယ်ဆိုတော့အခုပြန်စဉ်းစားကြည့်မှပဲဒါတယောက်တည်းမို့လူတိုင်းရဲ့ဘဝမှာအဲ့လို face တွေရှိရပေါ့နော်အဲ့လိုမျိုးဖြတ်တန်းရတဲ့ face တွေရှိရဆိုတော့ဟုတ်တယ်အဲ့ဒါလေကျွန်မဘယ်လိုစဉ်းစားမိလဲဆိုတော့လေဟိုအဲ့အရင် identity ရလေတလားဒီတိုင်းထားလိုက်ရင်ပြည့်စုံသွားတယ်ကွာတဲ့တော်ရှုပ်နေတာတော့ပြဿနာရှိဟုတ်တယ်ရောနေပြဿနာရှိပါနော်အဲ့တော်ရှုပ်လို့မရဘူးတို့ဒီတိုင်းထားလိုက်နေရနေလှမ်းကြည့်လိုက်ရမ်းမိုက်တယ်ကွာဒီလားရမ်းမိုက်ရမ်းကြိုက်တယ်ဟုတ်တယ်ဆိုအဲ့တိုင်းထားလိုက်တာပိုကောင်းတယ်ဆိုတော့အကောင်းဆုံးအချိန်မှာဖြတ်ချလိုက်ကွာဒီလားဘာလို့ဒီဘက်ထိတည်သွားရင်အဲ့ဒါကြီးက down ဆင်းနေတယ်အဲ့အမှန်ပဲကျမအဲ့နဲ့တော်တော် relate ပြန်လုပ်တယ်ပေါ့ရုပ်ရှင်မင်းသမီးဟောင်းလို့ဖြစ်တယ်လို့ခံစားနေရကိုသိရမလား style ဖြစ်သွားကွာကိုဒီတိုင်းနေတာမှဒါအစ်စ်နော်ကိုဘဝနဲ့ chapter အစ်စ်နဲ့ကို style အစ်စ်အဲ့တော့တော်တော်ကြီးအဟောင်းနဲ့တော့ပြန်နွယ်လိုက်ရင်အဲ့မှာကိုဘာသာကိုရှုပ်ကုန်ရောအဲ့လိုဖြစ်နေမှာအဲ့ထားလိုက်အဲ့ဆိုကြီးကိုဒီနားပဲကြည့်လိုက်အရမ်းမိုက်တယ်ဟိုဝင်းဦးခေတ်ကမင်းသမီးဆိုလဲအဲ့တိုင်းပဲထားအဲ့လိုပဲကြည့်လိုက်တာကောင်းတယ်အဲ့တိုင်းသွားမနေဟုတ်တယ်ဝင်းဦးခေတ်ကမင်းသမီးဆို for example ခင်သန်းတို့ဆိုအရန်လှတယ်ကွာသိဟုတ်တယ်ဒါပေမဲ့ခင်သန်းတို့ဒီဘက်ခင်နဲ့ပြန်ဆွဲမလာနဲ့တော့အဲ့ဆိုလည်းထားလိုက်
ဆိုတော့သူ့ရဲ့နုပြိုခြင်းလှပ ခင်သန်း ခြင်း rave မလုပ်ခိုင်းနဲ့ မလောက်ခိုင်းနဲ့ ဟုတ်တယ်မောင်တို့ cherry မြေလောက်နဲ့ပဲ feel လိုက်တော့အဲ့ဒါ ထားလိုက်တော့ဟုတ်တယ် ဟုတ်တယ် အဲ့ဒါပိုအဆင်ပြေတယ် အဲ့နဲ့စကားမဆက်ရှင်ကျမကိုတချင်းတစ်ပုတ်ရွေးပေးပါကျမဒီ podcast လေးကိုရှင်ရွေးပေးတဲ့တချင်းနဲ့အဆုံးသတ်ချင်လို့အဲ့တော့အခုတော်တော်ရှင်နားထောင်ဖြစ်တဲ့တချင်းနောက်မှရှင်ကြိုက်တဲ့တချင်းရှင် share ချင်တဲ့တချင်းပေါ့အဲ့ဒါဘာဖြစ်နိုင်မလဲ အာဒီ topic နဲ့လိုက်မဲ့တဲ့ချင်းကိုရွေးရမယ်ဆိုလို့ရှိရင်တော့90ဆိုင်ရဲ့အချစ်အတွက်တဖန်မွေးဖွားခဲ့ပြီ okay ပါဟုတ်ကဲ့ပါကျမအဲ့တချင်းလေးဖွင့်ပြီးတော့ဒီ episode ကလေးကိုဒီမှာပဲနားလိုက်ပါမယ်စကားပြောပြတဲ့နိုးကိုလည်းကျေးဇူးတင်ပါတယ်နောက်ထပ် episode တွေမှာလည်းပြန်လေစကားတူတူပြောနိုင်ဖို့အတွက်မျှော်လင့်ပါတယ်ရှင် အားလည်းကျေးဇူးအများကြီးတင်ပါတယ် ဟုတ်ကဲ့ပါအားလုံးပဲတက်တာပါနေမင်းရဲ့အလင်းရောင်ဒီလေမနေ့ကနဲ့မတူမနေ့ကလိုမပူတော့ဘူးအားတဲ့အင်းတဲ့တွေဆောင်ခြင်းပေးခဲ့လို့ငါသည်အချစ်အတွက်တစ်ဖန်မွေးဖွားခဲ့ပြီငါကြည့်ရတဲ့ချင်နန်တွေလေမနေ့ကနဲ့မတူမနေ့ကလိုမဆူတော့ဘူးအတွေ့အတဲ့အမြင်သစ်တွေဆောင်ခြင်းပေးခဲ့လို့ငါသည်အချစ်အတွက်တစ်ဖန်မွေးဖွားခဲ့